သူ့နာမည်ကစောတဲ့ကျွန်တော်တိတ်ကြိုက်တဲ့ကောင်မလေးပေါ့သူ့ဘက်ကတော့တေချာလားမတေချာလားမသိဘူးကျွန်တော်ဘက်ကတော့ပိတ်စာ ready ဖြစ်နေတော့လိုက်ပြီးကြည့်လိုက်အောင်ယူပါစေsorry ကျင်းတို့ရဲ့ ငါလည်းကြားလိုက် ဟောလိုက်တာအော်ထုတ်ကန်နိုင်လေးမှာကားလိုင်းလောက်ပိတ်နေတာဟာဟဲ့ဘာကြီးလဲ လေမင်းမင်းနဲ့နေတော့မှာပဲရတတ်မှာတတ် ငါမဟုတ်သေးပါဘူးလိုက်တာမင်းကနေရဖြစ်တယ် ဒီနေ့ဆိုလား ဆိုင်တပုံလေးပဲပိုက်နေတယ်နော် ဩ ဒါပါကြီးလေအလူချမ်းစာကြီးကြီးလား သိပါဝဲကိုကြီးကလေကောင်းလေးကြောင်ငါအတင်းလာပြီးသွား ဟဲကောင်းလေးပေးရဆိုတာရီစားတာပဲဖြစ်မှာပေါ့ငါဖောက်ကြည့်လိုက်ဟဲနင်ဟာလေရီစားတာလည်းမဟုတ်ဘူး live mobile ticket ပဲ ရဲနေစမို့အဲ့ပါရဲ့ ဟဲ့ဒီလအောက်တိုဘာ25မှာလုံးမယ်ပွဲလေ ဟုတ်လား ဟဲအဲ့တဲကလေအရန်မိုက်မှာငါကတော့သွားမှာ ဟုတ်ငါလည်းသွားကြုံတယ်ဒါမှမဟုတ်ငါမန္တလေးပြန်ရမှာ အဲ့ဒါမပူနဲ့အဲ့ဒီပွဲကလေမန္တလေးမှာလည်းလုံမှာဟုတ်လားငါမတော်လို့ရပြီကဲလို့ရပြီ အဲ့ဒီပါမို့ငါ့ကိုလည်းနားလည်အောင်ရှင်းပြပါလားခုမှပြော ဟေးပြီးကျင်လက် is မပွေကိုရှာကြည့်လိုက်လေ ဟဲနင်အောင်သွားမှာလား တကယ်ကြီးရဲ့ဒီကက်ကြီးတစ်ခုလုံးညတော့မှာပေါ့လို့ နင်သွားလို့ရှိရင်တော့ဒီ ticket ပေးတဲ့ကောင်လေးနဲ့နင်ကအဲ့ပုံမှာတွေ့ရမှာပေါ့ ဟာကျက်စရာကြီးည တွေ့ရနော်ကျွန်တော်တော့ okay သွားပြီဟောအခုကြည့်သေးတယ်မင်းကနေရာတော့မသိသေးဘူးလားနေရာဘယ်မှာလဲဆိုတော့အင်းရလမ်းပေါ်ကရွှေအင်းရကျွန်း ရွှေအင်းရကျွန်းကဘယ်မှာရှိရလဲဆိုတော့အင်းရလမ်းပေါ်မှာရှိတဲ့လှေလော်သင်းအဖွဲ့ချုပ်အပေါက်ကနေဒီလိုတဲ့တဲ့ဝင်လာလိုက်အောင်